တွေအများကြီးပဲဘယ်တော့တယ်နေရှေ့ပဲစားရပါဦးကောင်းလိုက်ရဘာတူလဲသူများစားတဲ့အချိန်ဆိုရောက်ပြီဒီကောင်းပါတွေဘိုက်တင်သွားပြီအစာစားပြီးတဲ့အချိန်တိုင်းမှာ Jasmine Fiber XS ပေါ့နော်ဒါလေးကိုတောက်ပုံဝေးပါနဲ့ဘာလို့လဲဆိုတော့စားထားတဲ့ဟာတွေပေါ့နော်အစီတွေမဖြစ်ရအောင်ပေါ့နော်နောက်တော့ဒီအစာလမ်းကြောင်းမှာပေါ့နော်တက်ရှိရေးလုပ်ပေးဖို့အတွက်ဒီ fiber လေးကိုပေါ့နော်ဘာပဲဆက်စားပြီးတဲ့အချိန်မှာတစ်ထောက်တောက်လိုက်ပါအဲဆိုတော့အစီလေးကိုလည်းဖယ်ရှားပေးတယ်ကျမရေးနဲ့လည်းညီညွတ်တယ်ပန်တီစိန်နဲ့လှုပ်ထားတယ်နော်အရန်တောက်လို့ကောင်းတယ်အထဲမှာဘယ်ထောက်ပါလဲအထဲမှာကျတော့ထုတ်30ပါတယ်တလားတောက်လို့ရတယ်နော်တကယ်လို့တစ်နေ့ကို2ထောက်တောက်မယ်ဆိုရင်15ရက်စာရတယ်โอเคမှာချင်းတဲ့သူတွေအကောင်လုံးကဘယ်မှာမှာရမှာလဲမှာချင်းရင် Jasmine Beauty Cosmetics page မှာလည်းမှာလို့ရတယ် TikTok အကောင့်မှာလည်းမှာလို့ရတယ်နော် TikTok အကောင့်မှာမှာမယ်ဆိုရင်တော့အောက်မှာတက်သွဲထားတာရှိပါတယ်အရန်တန်တယ်ခန္ဓာကိုယ်လည်းအစီကြတယ်အစီတို့ဖယ်ရှားပေးတယ်ဦးလောင်ချောင်းတို့ကိုလည်းရှင်းပေးတယ်ဝန်းသွားလည်းမှန်တယ်